အားလုံးပဲမင်္ဂလာပါဗျအာဆနယ်ရဲ့ကန်နဝင်နီးပြကြီးအာဆွင်းကားရဲ့လီဗာပူးဆင်ကနေဖလော်ရီယန်ဗက်စ်ကိုခေါ်ယူလိုက်တာကလီဗာပူးကိုဖျက်ဆီးလိုက်တာပဲဆိုတဲ့မှတ်ချက်ကိုလီဗာပူးနီးပြအန်နက်စလော့ကဒေါသကြီးတုံ့ပြန်လိုက်ပါတယ်ဒီနေ့နေရာဒီအပြောင်းရွှေ့မှာတန်ဖိုးကြီးမားတဲ့ကစားသမားခေါ်ယူမှုတွေလုပ်ခဲ့ပေမဲ့ထင်တိုင်းမပေါက်သေးတဲ့လီဗာပူးတို့အနေနဲ့မကြာခဏဝေဖန်ခံနေရတာပဲဖြစ်ပါတယ်ဒီနေရာဒီမှာကြီးမားတဲ့ငွေကြေးသုံးစွဲမှုအစိတ်အပိုင်းဖြစ်တဲ့ Florian Vest ရဲ့အပြောင်းရွှေ့ကလည်းကနဦးဗီဒိန်စံချိန်တွေပြောင်းရွှေ့ခြင်းဖြစ်ခဲ့လို့လူအများရဲ့အောင်ဆိုင်ခြင်းကိုခံခဲ့ရပါတယ်။နေရာဒီဈေးကွက်နောက်ဆုံးအချိန်မှသာ Florian Vest ရဲ့စံချိန်ကို Alexander Isak ရဲ့ပြောင်းရွှေ့ကစံချိန်ပြန်ချိုးခဲ့တာပါ။ Florian Vest အနေနဲ့လက်ရှိမှာပြိုင်ပွဲစုံ15ပွဲကစားထားပြီးဖန်တီးမှု3ချိန်ပြုလုပ်ထားနိုင်တယ်လို့ပုံမှန်ခြေစွမ်းလည်းမရှိတဲ့အတွက်ဝေဖန်မှုတွေနဲ့မကြာခဏကြုံတွေ့နေရတာပဲဖြစ်ပါတယ်။နောက်ပိုင်းပွဲစဉ်တွေမှာလီဗာပူးနီးပြအန်နက်စလော့အနေနဲ့Vest ပေါ်ယုံကြည်မှုနည်းလာပုံရပြီးလီဗာပူးရဲ့နောက်ဆုံးကစားခဲ့တဲ့6ပွဲမှာ2ပွဲသာပွဲထွက်ခွင့်ရလို့ထားခဲ့ပါတယ်။မကြာသေးခင်ကအာဆနယ်နီးပြကြီးအာဆွင်းကားကအန်နက်စလော့အနေနဲ့ Florian Vest ကိုခေါ်ယူလိုက်တာကကိုအသင်းကိုဖျက်ဆီးလိုက်တာနဲ့အတူတူပဲလို့ပြောကြားလိုက်ပါတယ်။ Real Madrid နဲ့ပွဲမှာဘယ်တော့မှကစားခဲ့ပြီးစွမ်းရည်ကောင်းတွေပြသခဲ့တဲ့ Vest နဲ့ပတ်သက်ပြီးအန်နက်စလော့ကအားလုံးမှာသူတို့ကိုယ်ပိုင်ထင်မြင်ယူဆချက်တွေရှိပါတယ်။ဒါတွေကိုလည်းသူတို့ထုတ်ဖော်ပြောဆိုနိုင်ပါတယ်။ဒါကဘလုံးနဲ့ပတ်သက်ပြီးကောင်းမွန်တဲ့အရာဒါပေမဲ့ကျွန်တော်သာခွဲစိတ်ကုသဖို့လိုအပ်ခဲ့မယ်ဆိုရင်ခွဲစိတ်ဆရာဝန်ကိုသူပါလို့ဖို့လိုတယ်လဲဆိုတာတွေဆရာသွားလုပ်နေမှာမဟုတ်ပါဘူး။ဒါပေမဲ့ဘလုံးနဲ့ပတ်သက်ရင်တော့အကုန်လုံးကဘလို့လုပ်လိုက်ရင်ဘလို့ကောင်းတယ်ဘလို့ကစားမှအဆင်ပြေတာဒီပွဲမှာတော့ဒီကစားသမားကိုသုံးသင့်တယ်ဘလို့လုပ်တာအကောင်းဆုံးဆိုပြီးပြောကြပါတယ်။ဘာလို့လဲဆိုလူတိုင်းကဘောလုံးကိုစိတ်ဝင်စားကြလို့ပါလူတော်များကဘောလုံးအကြောင်းပြောဆိုနိုင်ကြပါတယ်။ဒါကလည်းကောင်းတဲ့လက္ခဏာပါ။ကျွန်တော်တို့ကွင်းလယ်မှာတန်တုဆောင်းနိုင်တဲ့ကစားသမား6ယောက်လောက်ရှိပါတယ်။ဒါပေမဲ့သူတို့အကုန်လုံးအကောင်းဆုံးပုံစံရဖို့အတူတူပွဲတွေအများကြီးစောဖို့လိုအပ်နေပါတယ်။ဒါမှလည်းသူတို့တွေကစားကွက်နဲ့အသားကျမှာပါ။ Florian အနေနဲ့သူ့အသင်းပေါ်အသစ်တွေနဲ့အသားကျဖို့အချိန်လိုပါတယ်။သူရဲ့အကောင်းဆုံးခြေစွမ်းကိုရဖို့ကနောက်ရာသီဝက်လည်းဖြစ်ချင်ဖြစ်မယ်။နောက်ရာသီမှာလည်းဖြစ်ချင်ဖြစ်မယ်။မနေ့ဖြန်လည်းဖြစ်ချင်ဖြစ်သွားနိုင်ပါတယ်။လူတော်များကသူ့ကိုအာရုံစိုက်ကြပါတယ်။ကျွန်တော်ကတော့အသင်းလုံးရဲ့စွမ်းရည်ကိုပဲအာရုံစိုက်ပါတယ်လို့ပြောဆိုခဲ့ပါတယ်။